ချိုချင်းတစ်ခုခုကိုစားခြင်းလာတဲ့အချိန်မှာချောကလက်လိုအရသာပေးနိုင်တဲ့အစားအစာဆိုတာမရှိသလောက်ပါပဲ Hershey's chocolate တစ်တုံး Cadbury Dairy Milk တစ်ချမ်းဒါမှမဟုတ် Lindt chocolate လေးတစ်စတုရန်လူအများစုအတွက် chocolate ဆိုတာစိတ်ကိုအေးချမ်းစေတဲ့အစားအစာတစ်မျိုးဖြစ်ပါတယ်ဒါပေမဲ့ chocolate ကဘယ်နေရာကစတင်လာတယ်ဆိုတာသင်စဉ်းစားဖို့ပါသလားAmazon တော့အတင်းကတစ်ပင်တေးသေးလေးတစ်ပင်ပေါ်မှာပေါက်တဲ့ပဲလုံးလေးတစ်လုံးကဘလို့နီးနဲ့ကဘာအနှံ့ပြန့်နှံ့သွားမိဒီနေ့လိုအချိုးပွဲလောကကိုအုပ်ဆိုးနိုင်လာတာလေဒီနေ့ကျွန်တော်တို့ချောကလက်ရဲ့မထင်မရတဲ့အသမိုင်းကြောင်းကိုမာယာနဲ့ Aztec ယဉ်ကျေးမှုကစပြီးဒီနေ့လူတိုင်းချစ်တဲ့အချိုးအဖြစ်ဘလို့ပြောင်းလဲလာခဲ့တယ်ဆိုတာကိုတဖြည်းဖြည်းလေ့လာသွားကြပါမယ်အခုတော့စိတ်ကိုလွတ်လပ်စွာထားပြီးချောကလက်ရဲ့သမိုင်းခရီးကိုအတူတူရှောင်လန်းကြရအောင်ကျွန်တော်တို့ရဲ့ပုံပြင်ကလွန်ခဲ့တဲ့နှစ်ပေါင်း9000ခန့်ကြာ Amazon တောအတွင်းကအီကွေဒေါနိုင်ငံမှာစတင်ပါတယ်ဒီနေရာမှာပဲကာကာအိုတစ်ပင်ကိုလူတွေစိုက်ပျိုးခဲ့ကြောင်းအဟောင်းဆုံးသက်သေအထောက်အထားတွေကိုတွေ့ရှိထားပါတယ်ဒီတစ်ပင်ပေါ်မှာအသီးအခွန်အကြီးကြီးတွေပေါက်ပြီးအခွန်တစ်လုံးကိုဖောက်ကြည့်လိုက်ရင်အတွင်းမှာပဲစေ့60လောက်အထိရှိပါတယ်ဒီပဲစေ့တွေကိုကာကာအိုပဲလို့ခေါ်ပြီးချောကလက်ဖြူလုပ်ရမှာအဓိကအရာဖြစ်လာပါတယ်ခရစ်တော်မတိုင်ခင်3300ခုနှစ်ခန့်မှာတော့အီကွေဒေါမှာနေထိုင်တဲ့လူမျိုးတွေကကာကာအိုတစ်ပင်ရဲ့ထူးခြားတဲ့အရည်အသွေးတွေကိုစတင်တွေ့ရှိလာကြပါတယ်ဒီအချက်ကိုဒေတာထဲမှာတွေ့ရှိတဲ့အိုးကွက်အကျွမ်းကြံတွေကကာကာအို DNA အကြံတွေကြောင့်သိနိုင်တာပါဒါပေမဲ့သူတို့ကကာကာအိုအသီးကိုဘယ်လိုပုံစံနဲ့စားသုံးခဲ့ကြသလဲဆိုတာကိုတော့အတိအကျမသိရသေးပါဘူးခရစ်တော်မတိုင်ခင်1900ခုနှစ်ခန့်မှာတော့မက္ကဆီကိုဒေသမှာနေထိုင်တဲ့လူမျိုးအချို့ကကာကာအိုကိုတောက်စရာအဖြစ်ပြုလုပ်ခဲ့ကြောင်းသက်သေအထောက်အထားတွေရှိပါတယ်ဒီတောက်စရာကိုအထမ်းတန်းလူမျိုးတွေအရေးကြီးအခမ်းအနားတွေမှာပဲအသုံးပြုခဲ့ကြပါတယ်နှစ်ပေါင်းများစွာအတွင်းကာကာအိုကိုမက္ကဆီကိုနဲ့အလယ်အမေရိကဒေသမက်ဆိုအမေရိကမှာကျယ်ပြန့်စွာသုံးစွဲလာကြပါတယ်ဒါပေမဲ့ကာကာအိုဆိုတာနဲ့ချောကလက်ဆိုတာမတူပါဘူးကာကာအိုဘဲရီဟာချောကလက်ပြုလုပ်ဖို့အကျန်းတယ်ပစ္စည်းသာဖြစ်ပါတယ်ချောကလက်ဖြစ်လာဖို့ဘဲရီကိုအရင်အဖွားအပွားနောက်အချောက်ခံပြီးတော့မီးကင်းရပါမယ်ဒီလုပ်ငန်းစဉ်ကိုခရစ်တော်မတိုင်ပြီး600ခန့်မှာမာယာလူမျိုးတွေစတင်လုပ်ခဲ့ကြပါတယ်ဒါကြောင့်မဲချောကလက်ကိုစတင်ဖန်တီးခဲ့သူတွေအဖြစ်မာယာယဉ်ကျေးမှုကိုအများစုကအတိအမှတ်ပြုကြပါတယ်မာယာလူမျိုးတွေဟာကာကာအိုဖုတ်ပင်ကိုဖျားကပေးတဲ့လက်ဆောင်အဖြစ်ယုံကြည်ခဲ့ကြပြီးမွေတောင်ပန်ဖျားကူကူရကန်ကပေးခဲ့တယ်လို့ယူဆကြပါတယ်သူတို့ရဲ့ဘာသာရေးစာအုပ်ပိုပိုရူမှာတောင်ကာကာအိုအကြောင်းအကျဉ်းချင်းဖော်ပြထားပါတယ်အကျိုးအဆိုရတဲ့လူသားတွေကိုဖန်တီးရမှာကာကာအိုကိုပါဝင်အသုံးပြုခဲ့တယ်လို့ပါဆိုကြပါတယ်ဒါကြောင့်ချောကလက်ဟာမာယာလူမျိုးတွေအတွက်သွေးထဲမှာပါဝင်နေတယ်လို့အရေးကြီးခဲ့ပါတယ်သူတို့ကချောကလက်တောက်စရာကိုဘာသာရေးအခမ်းအနားမင်္ဂလာဆောင်အတုအခမ်းအနားတွေအထိအသုံးပြုခဲ့ကြပါတယ်နာမကျန်းမှုတွေကိုကုသနိုင်တယ်လို့လည်းယုံကြည်ခဲ့ကြပါတယ်ဒါပေမဲ့အဲ့ဒီခေတ်ကချောကလက်ရဲ့အရသာကဒီနေ့ကျွန်တော်တို့စားတဲ့ချောကလက်နဲ့လုံးဝမတူပါဘူးခါရီပူပူရေဖြင့်ရော်ထားတဲ့အမြုပ်ထွက်တဲ့တောက်စရာဖြစ်ပြီးတခါတရံဗနီလာငရုတ်သီးတွေပါထည့်ထားပါတယ်အရသာတဲ့အားဖြည့်ပေးနိုင်တဲ့အာနိသင်ကြောင့်တောက်ခဲ့ကြတာဖြစ်ပါတယ်မာယာနဲ့နောက်ပိုင်းအက်စတက်လူမျိုးတွေကကာကာအိုဘဲတွေကိုငွေကြီးအဖြစ်တောင်အသုံးပြုခဲ့ကြပါတယ်နောက်ပိုင်းဥရောပတွေအမေရိကကိုရောက်လာတဲ့အခါချောကလက်ကိုသွေးရှိပြီးတဖြည်းဖြည်းဥရောပအနှံ့ပြန့်နှံ့သွားပါတယ်အစာပိုင်းမှာခါလွန်းလို့မကြိုက်ကြပေမဲ့တကြားနို့ထည့်ပြီးအရသာပြောင်းလဲလာတဲ့အခါအယမ်းလူကြိုက်များလာပါတယ်19ရာစုရောက်လာတော့ချောကလက်ဟာတောက်စရာသာမဟုတ်တော့ပဲစားလို့ရတဲ့အစားအစာအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်ဒီလိုနဲ့ Cadbury, Fry, Hershey's လို့နာမည်ကြီးချောကလက်အမတ်တစိမ့်တွေပေါ်ပေါက်လာခဲ့ပါတယ်ဒီနေ့မှာချောကလက်ဟာလူတိုင်းဝယ်စားနိုင်တဲ့အစားအစာထည့်သွားပေမဲ့အရင်ခေတ်တွေမှာတော့ဖျားပေလက်ဆောင်အာနာရှိသူတွေရဲ့တင်ကေတ
နောက်ဆုံးမှာတော့လူတိုင်းရဲ့ပျော်ရွှင်မှုအဖြစ်ခရီးရှည်တစ်လျှောက်လာခဲ့တာပါအာမဇုန်တောအတွင်းကတစ်ပင်သေးသေးလေးတစ်ပင်ကနေကမ္ဘာအနှံ့ရှိစိုင်ကားတိုင်းအထိချောကလက်ရဲ့ခရီးကအမှန်တကယ်ထူးခြားလာပါလေ